ဒီနေ့ဒီ special talk ကိုစီစဉ်ဖြစ်တဲ့အကြောင်းရင်းကဒီနေ့က World Food Safety Day ဖြစ်ပါတယ်ဇွန်လ9ရက်နေ့ပါဒီ World Food Safety Day ကိုလုပ်ကြတဲ့အခါမှာ WHO နဲ့ FAO ကကြီးမှုပြီးကျင်းပတဲ့အခါမှာနှစ်တိုင်း theme နေထားကြပါတယ်ဒီနှစ်ရဲ့ theme ကတော့ Science in Action ဖြစ်ပါတယ်အဲ့တော့ပထမဆုံးဆွေးနွေးစီချင်တာကကြတော့တီတီရောခိုင်ရောagriculture background ကလာကြတယ်ဆိုတော့ agriculture မှာဆိုရင်ရော science ကဘယ်လိုအရေးကြီးတာလဲဆိုတာလေးကိုပြောပြပေးပါOkay ပါဆိုဒီစိုက်ပျိုးရေးသိပ္ပံနေစလို့ပေါ့နော်ဒီစိုက်ပျိုးရေးတက္ကသိုလ်ဒီအမြဲတင်ရတာတော့ agriculture is the science and art ပေါ့နော်ဒါ agriculture ကဆိုရင် science ဘယ်တော့မှလက်လွတ်လို့မရတဲ့ဘာသာရပ်တစ်ခုဖြစ်တယ်ဆိုတော့ဒီစိုက်ပျိုးရေးလို့ပြောလိုက်တာ ਨੇ ကျမတို့အနေနဲ့ကစိုက်ပျိုးဖို့ပဲစဉ်းစားရတာဟုတ်ဖြစ်နေထုတ်ကုန်တွေကိုစားသုံးသူလက်ထဲကိုရောက်တဲ့အထိကိုစဉ်းစားရတာဖြစ်တယ်ပေါ့နော်အခုဒီကဘာကိုကြည့်မယ်ဆိုရင်လည်းလက်ရှိတိုးတက်လာတဲ့လူဦးရေနဲ့အများဒီစိုက်ပျိုးရဲ့ကဏ္ဍမှာဆိုရင်လည်းဒီတိုးတက်လာတဲ့လူဦးရေကို cover ဖြစ်အောင်လို့အထက်နှုန်းကောင်းတဲ့မျိုးတွေထုတ်လုပ်တာတွေနောက်တစ်ခုကကြတော့ဒီပုံနေပေါ့နော် pest တွေဒီ disease တွေဖြစ်လာပြီဆိုရင်လည်းဒီ pest တွေ disease တွေကို control နည်းတွေနဲ့လုပ်တာcontrol လုပ်တဲ့နည်းတွေနောက်တစ်ခုကကြတော့ဒီ climate change ပေါ့နော် climate change ဖြစ်လာတယ်ဆိုရင်လည်းစိုက်ပျိုးရနေပြီးဒီ climate change နဲ့ adaptable ဖြစ်တဲ့မျိုးတွေထုတ်တာတွေဥပမာဒီရေငတ်တဲ့ခံနိုင်ရရှိတဲ့မျိုးတွေစားငတ်တဲ့ခံနိုင်ရရှိတဲ့မျိုးတွေဒီမျိုးတွေထုတ်မယ်ဆိုရင်လည်းဒီ site ဒီ science ကလက်လွတ်လို့မရဘူးပေါ့နော်ဒီ scientific experiment တွေ scientific research တွေကိုအခြေခံပြီးတော့မှရလာတဲ့ data တွေကိုအသုံးပြုပြီးတော့မှဒါစိုက်ပျိုးရေးမှာပြန်ပြီးတော့ apply လုပ်ရတာပေါ့နော်ဆိုတော့ဒီစိုက်ပျိုးရေးမှာ science ကိုပြန်ကြည့်မယ်ဆိုရင် science ကစိုက်ပျိုးရေးရဲ့အသက်ပဲလို့ပြောလို့ရပါတယ်ဟုတ်ကဲ့ပါခိုင်ရလေးပြောပြပါဦးဟုတ်ကဲ့ပါရှင်ဆိုတော့နည်းနည်းထပ်ပြီးတော့ဖြည့်ပြောချင်တာကြတော့ကျမတို့စိုက်ပျိုးရေးမှာဆိုရင်ပေါ့နော်မြေမျိုးပိုးဆိုတာအဓိကရှိရပေါ့လေအဲဆိုစိုက်ပျိုးတဲ့အခါမှာဆိုမြေစီလွားလည်းအရေးပါတယ်လို့မျိုးစေ့ပိုးမွားယောဂပေါ့နော်အဲ့ဟာတွေကြာရောက်လာရင်လည်းဘယ်လိုမျိုးကာကွယ်နေရမလဲဆိုတာလည်းအရေးပါတယ်ပေါ့လေအဲဆိုတော့တကယ်လို့ပေါ့နော်ဒီအပင်တပင်မှာအလိုပိုးမွားတွေကြာရောက်တာဖြစ်ဖြစ်ယောဂတွေပဲကြာရောက်တာဖြစ်ဖြစ်ပေါ့နော်အဲဆိုရင်ကျမတို့ပတိုလောဂျီမှာဆိုရင်ဒီအဲ့ဒီယောဂကြာရောက်နေတဲ့အရွက်ကလေးကိုပေါ့နော်break တာလေးနဲ့ပေါ့လို့ပပလေးပြီးတော့မှ microscope နဲ့ကြည့်ပြီးတော့မှဒါဆိုရင်တော့ဒါဘာယောဂကြာရောက်နေရလဲပေါ့နော်အဲ့လိုမျိုးအတိအကျသိပြီးတော့မှတောင်းတွေကိုအင့်တော်တဲ့ဆေးအဲ့လိုညှို့ပေးရတယ်ရှိရပေါ့လေအဲ့ဆိုတော့တောင်းတွေကိုဒီလိုမျိုးအနာနဲ့ဆေးတက်အောင်ပေးနိုင်ဖို့ဆိုတာလည်းပဲscientific research တွေပြီးခါကျ experiment တွေပေါ့နော်အဲ့လိုမျိုးလုပ်ပြီးတော့မှရလာတဲ့ data တွေကလည်းပဲအရန်ကိုအထောက်အကူဖြစ်တယ်ပေါ့နော်ဟုတ်အဲ့ဆိုတော့ science ကတော့ agriculture မှာလည်းမရှိမဖြစ်အရေးကြီးပါတယ်ရှင်ဟုတ်ကဲ့ပါကျမတို့ food safety ဒီနေ့ကကြတော့primary production လို့ခေါ်တဲ့ဒီစိုက်ပျိုးတဲ့ခြံတွေတဲ့ပေါ့နော်စိုက်ပျိုးရေးခြံဖြစ်ရင်ဖြစ်မယ်မွေးမြူရေးခြံဖြစ်ရင်ဖြစ်မယ်အဲ့လိုခြံတွေကနေပြီးတော့မှဒီကုန်ချမ်းစိတ်ယုံအတွက်ကုန်ချမ်းပစ္စည်းတွေကိုထုတ်လုပ်လိုက်တယ်ပေါ့အဲ့လိုထုတ်လုပ်လိုက်ပြီးတော့စိတ်ယုံရောက်လာလို့ food processing ဆက်ပြီးတော့လုပ်ကြမယ်ကုန်ချမ်းကနေပြီးတော့ထုတ်ကုန်ဖြစ်အောင်ပြောင်းလဲတဲ့အခါမှာလည်းပဲသိပ္ပံပညာအထူးကိုအရေးကြီးပါတယ်အဲ့တော့ food safety ရှုထောင့်ကကြည့်မယ်ဆိုရင်ခုနညီမတွေပြောသလိုမျိုးပဲပေါ့ယောဂပိုးတွေပါလာမယ်ဒါဆိုရင် phytosanitary standard တွေနဲ့ကိုက်ညီရလားဆိုတော့စဉ်းစားရမယ်ပြီးတော့ပိုးသက်ဆေးတွေအများကြီးသုံးထားတယ်ဆိုရင် residue တွေ pesticide residue တွေပေါ့နော်ပိုးသက်ဆေးဓာတ်ကြွင်းတွေကတကယ်လို့သီးနှံတွေမှာပါလာခဲ့မယ်ဒါမှမဟုတ်လို့ရှိရင်လည်းမွေးမြူရေးမှာဆိုလို့ရှိရင်ဒီတလိဆန်တွေကျန်းမာဖို့အတွက်အသုံးပြုထားတဲ့ဆေးတွေပေါ့veterinary drugs တွေရဲ့အကျွင်းအကြံတွေပါလာမယ်ဆိုလို့ရှိရင်ထုတ်ကုန်မှာဘယ်လိုနည်းနဲ့မှဘေးကင်းတဲ့ထုတ်ကုန်မဖြစ်လာနိုင်ဘူးပေါ့အဲ့ဒီအတွက်ကြောင့်မို့လို့ food safety မှာဆိုရင်တော့အစားအသောက်ဘေးရန်တွေရဲ့ကင်းရှင်းရေးလို့ပြောတာဖြစ်တဲ့အတွက်ပထမဆုံးအချက်အနေနဲ့ဘေးရန်တွေကဘာလဲလို့သတ်မှတ်တာက scientific သတ်မှတ်ရမယ်သိပ္ပံနည်းကျသတ်မှတ်ရမယ်ပေါ့ဒါကြောင့်သိပ္ပံနည်းကျသတ်မှတ်ပြီးတော့မှပိုးသက်ဆေးတွေကဘယ်ပိုးသက်ဆေးတွေဆိုရင်ဘယ်လောက်အတိုင်းအတာအထိပဲလက်ခံနိုင်တယ်ဆိုတဲ့စည်းကမ်းချက်တွေကိုချမှတ်ထားတာပေါ့နော်အဲ့တော့အဲ့ဒီစည်းကမ်းချက်တွေအတိုင်းကိုက်ညီအောင်ဒီအစားအသောက်ကိုထုတ်လုပ်ဖို့အတွက်လုပ်ငန်းခွင်မှာလည်းစူးစမ်းရတယ်ပြင်ဆင်ရတယ်ပြီးရင်အဲ့ဒီထုတ်စည်းကမ်းချက်နဲ့အညီထုတ်လုပ်ထားတဲ့ထုတ်ကုန်တွေမှာဒါလျင်ပြည်တွင်းဈေးကွက်ကောပြည်ပဈေးကွက်ကောမှာတိတိလင်းလင်းတကယ်ကိုလူတွေကိုဘေးရန်တွေမဖြစ်စေဘဲနဲ့ဖြန့်ချီပြီးတော့ရောင်းချနိုင်မှာဖြစ်ပါတယ်အဲဒီအတွက်ကြောင့်စားသောက်ကုန်ထုတ်လုပ်မှုမှာဆိုရင်လည်းပဲ science ကတကယ်ကိုအရေးကြီးတဲ့အခြေခံခန်းကဏ္ဍကနေပြီးတော့ပါဝင်ပါတယ်